အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ကျွန်တော်တို့တင်ပြပေးမှာကတော့ဆရာကြီးဒေါက်တာအောင်နိုင်စေသူတေသနာရေးသားခဲ့တဲ့ဆေးဘက်ဝင်ကျိတ်မှန်ပင်အကြောင်းပဲဖြစ်ပါတယ်ကျိတ်မှန်ပင်ဟာပင်ငယ်ပင်ပြော့မျိုးဖြစ်ပြီးမြန်မာနိုင်ငံအနှံ့အပြားပေါက်ရောက်ပါတယ်မိုးကောင်းတဲ့ဒေသအချို့မှာဆိုရင်အလေးကျပေါင်းပင်ဖြစ်အောင်ထူးထူးထဲထဲပေါက်ပါတယ်ကျိတ်မှန်ပင်ဟာပင်စိမ့်ပင်လိုပဲတပေခွဲ2ပေလောက်အထိသာမြင့်ပြီးခက်နှိမ့်နှိမ့်ခက်ဝဲဝဲကလေးနေပါတယ်အပင်ထောင်မက်ပေါက်ပြီးပင်စီရိုးတံပေါ်မှာအမွှေးချမ်းကလေးတွေပေါက်နေတတ်ပါတယ်။အရွက်ကရှည်မျောမျောနဲ့လှန်စွပ်ပုံဖြစ်နေပါတယ်။ရွက်ထိတ်ချွန်လို့ရွက်ရင်းသွဲပါတယ်။ရွက်ညာအလွန်တူပါတယ်။အရွက်မျက်နှာပြင်နှစ်ဖက်စလုံးမှာအမွှေးချမ်းကလေးတွေရှိပါတယ်။ရွက်ပတ်လေခွေးသားစိတ်ကလေးတွေလည်းရှိပါတယ်။ပန်းခိုင်ရဲ့ထိတ်မှာအဖြူရောင်အပွင့်ကလေးတွေစုပေါင်းပြီးတပွင့်ထဲလိုဖြစ်နေတတ်ပါတယ်။အဝါရောင်အပွင့်ကလေးတွေလည်းရှိပြီးတပိုရဲတပေါင်းလားလောက်မှာပွင့်တတ်ပါတယ်။ကျိတ်မှန်ရွက်ကလေးကိုဒဇိမ့်စိန်ဝါကြည့်ရင်ပထမတက်၍တဖြည်းဖြည်းခါလာပြီးနောက်ဆုံးမှာအဆက်အရသာပေါ်လာပါတယ်။ဒါကြောင့်သူ့မှာပူခါဆက်ဓာတုရတာရှိနေတယ်လို့ဆိုနိုင်ပါတယ်။ပါစကဝမ်မီကချက်ပြီးတဲ့နောက်ဆက်ပြီးကြက်ပါတယ်။ဒါကြောင့်သူ့ရဲ့ဝိပါကဟာအဆက်ဖြစ်ပါတယ်။သူ့မှာအစိမ့်အရသာလေးလည်းအနှဲငယ်ရှိတဲ့အတွက်ပထဝီဓာတ်တတိကိန်းနေပါတယ်။ဒေသနာနီးအရကောက်ချက်ချရင်သူဟာပူပွင့်ပြီးတက်စေတဲ့အတွက်တင်္ဂဟိတနာတဲ့အတွက်အထူးပဲသင့်လျော်ပါတယ်။ကျိတ်မှန်ရဲ့အကျိုးသွားနဲ့ပတ်သက်လို့ဆေးပညာရှင်တွေကကျိတ်မှန်ပင်နဲ့မွန်ဆက်ရှားဆန်ရှည်လျားကျိတ်မှန်ရွက်ခါတပ်ပူညာတဲပြက်ပြားကျိတ်မှန်ရည်သွေးကြည်ချွေးပွားကျေးဇူးများဆိုပြီးစားဆက်ခဲ့ကြပါတယ်ကျိတ်မှန်ပင်ဟာသပင်တန်စေတယ်ကျိတ်မှန်ရွက်ဟာလေသေးခြေကိုပြတ်စေတယ်ကျိတ်မှန်ရွက်ရည်ဟာသွေးတန့်စေပြီးချွေးထွက်စေတယ်လို့ဆိုလိုပါတယ်ရောမင်းကြီးရဲ့ဥရုဘောဇနသင်္ဃဟကျမ်းမှာကျိတ်မှန်ရွက်ရည်သည်ပူ၏ပန္နုနာတလိပ်နာကိုနိုင်၏သပင်ကိုကောင်းစေတတ်၏မျက်စိနှင့်သင့်၏လို့ဆိုထားပါတယ်။တပ္ပကုဏပကာသနီကျမ်းမှာလည်းကျိတ်မှန်ရွက်သည်ပူ၏ချွေးကိုထုတ်စေတတ်၏သွေးကိုချိပင့်တတ်၏မျက်စိနှင့်သင့်၏တလိပ်နာကိုနိုင်၏လေသေးခြေကိုပြက်စေတတ်၏သပင်ကိုရှည်စေတတ်၏လို့ဆိုထားပြန်ပါတယ်။ဆရာတော်ဦးတန်ဝရပြုစုတဲ့ဒေဝဩတ္တထဒီပကာစေးကျမ်းမှာတော့ပြင်းဤငေးမှန်ခြင်းရင်ပြည့်ရင်ငယ်ခြင်းလေဖောခြင်းအော့အန်ခြင်းတို့သည်ပါစကညံ့၍အစာမကြေသောကြောင့်ဖြစ်ပေသည်ကျိတ်မှန်ရေးပါသောအစာကြေစေးကိုတိုက်ပေးကပျောက်ကင်းနိုင်သည်လို့ဆိုထားပြီးတမားတော်ကြီးဦးမြတ်ထွန်းကတော့သူ့ရဲ့နှွေဆောင်ကုထုံးကျမ်းထဲမှာကျိတ်မှန်ရွက်ကဲထားတဲ့နန်းတွင်းအစာကြေစေးကိုလက်သုံးထားကြောင်းရေးသားထားပါတယ်ကျိတ်မှန်ပင်ပြင်စ၅ပါးလက်လက်ဆက်ဆက်ကိုအာတိုးစေးဖြစ်သုံးနိုင်ပါတယ်ကျိတ်မှန်ပြင်စ၅ပါးနှစ်ချက်သားကိုရေအစိတ်သားနဲ့၃ခွက်တစ်ခွက်တင်ကြိုပြီးပြားရည်ဆက်လို့နေ့စဉ်တောက်ပေးရင်အားဖြစ်စေပါတယ်ဒီအပြင်အသေးရောင်ခြင်းတရက်ရက်ရောင်ခြင်းနဲ့ရင်ကျက်ပန်းနာယောဂတွေအတွက်ပါအထောက်အကူပြုလို့တက်တာစေပါတယ်။အဲ့ဒီယောဂတွေအတွက်ကတော့ကျိတ်မှန်ပြင်စ၅ပါးပြုတ်ရည်လက်ဖက်ရည်စွန်းတစ်စွန်းတစ်နေ့၃ချိန်တိုက်ပေးနိုင်ပါတယ်။အဖျားယောဂရေဖြင်းယောဂအသေးရောင်ယောဂအစစ်ရောင်ယောဂတွေအတွက်လက်လက်ဆက်ဆက်အရွက်ကိုညှက်ယူထားတဲ့တတုရည်တစ်ဘဲသားကနေ၃ဘဲသားအထိတိုက်ပေးနိုင်ပါတယ်။မွေးစာကလေးငယ်နှာစီးချောင်းဆိုးယောဂခံစားနေရရင်ကျိတ်မှန်ရွက်တတုရည်2ဆက်ပြားရည်တစ်စက်ရောပြီးတိုက်ပေးပါကျိတ်မှန်ရွက်ကိုခူးပြီးနှမ်းစီနဲ့ရောကျိတ်ပါပြီးရင်အနာငမ်းမန်းတွေကိုအုံပေးရင်တခဏနဲ့တက်တာပြောက်ကင်းစေပါတယ်ကျိတ်မှန်ရွက်ကိုနေရိပ်မှာအချောက်လန်းအမှုန့်ထောင်းပြီးလက်ဖက်ရည်စွန်းတစ်စွန်းကျနွားနိုးနဲ့နေတိုင်းမှန်မှန်တောက်ပေးခဲ့ရင်မျက်စိအမြင်တန်စေပါတယ်စွန့်အားသူတွေစကားထက်သူတွေတက်တာပြောက်ကင်းစေပါတယ်နားလေးသူနဲ့တွားနဲ့သူတွေလည်းပြန်ကောင်းလာနိုင်တယ်လို့အာယုဗေဒစေချမ်းတွေမှာပြဆိုထားပါတယ်ကျိတ်မှန်ရွက်နဲ့နှမ်းနဲ့စိတ်ကိုစားသူယူပြီးအမှုန့်ပြုထားပါအဲ့ဒီစေလက်ဖက်ရည်တစ်စွန်းကျနွားနို့နဲ့အမြဲမှီဝဲခဲ့ရင်အနာရောဂါကင်းစင်ပြီးသပင်ဖြူခြင်းကိုကာကွယ်ပေးပါတယ်အသက်လည်းရှည်စေပါတယ်သပင်ကျွတ်ခြင်းထိပ်ပြောင်ခြင်းကိုယ်ရည်ဝါခြင်းတို့အတွက်ကျိတ်မှန်ရွက်တတုရည်ကိုတကြားထည့်လို့တောက်ပေးနိုင်ပါတယ်ခေါင်းကိုလည်းအုံးစီနဲ့ဖြစ်စေချက်စုစီနဲ့ဖြစ်စေရောပြီးဥကွန်အရေးပြားတဲ့စိတ်ဝင်စားတဲ့တိုင်အောင်ပို့လိမ့်ပေးပါသပင်တန်လာပါလိမ့်မယ်ကျိတ်မှန်ရွက်ရည်နဲ့ပင်စိမ်းရွက်တတုရည်ရောပြီးတစ်နေ့2ကြိမ်လောက်မီးလောင်နာပေါ်မှာလိမ့်ပေးရင်အပူလောင်နာပျောက်ပြီးအမာရွတ်တွေလည်းမဖြစ်အောင်ကာကွယ်ပေးပါတယ်ကျိတ်မှန်ရွက်ခွေးသေးပန်းရွက်ဇာတူရောလို့ရှင်းကိုနည်းနည်းထည့်ကြိတ်ပြီးခလေးနာပိတ်တဲ့အခါငယ်ထိတ်ကနေနှာခေါင်းထိဆွဲသက်ပေးရင်ပျောက်ပါတယ်ခလေးကြောပူကောင်းပူဖြစ်ပြီးချွဲထရင်ငယ်ထိတ်မှာပါပါလိမ့်ပေးရပါတယ်ခလေးအညော်မိတန်ထတန်ဝမ်းသွားရေကြောက်ဝတ်သက်တို့ဖြစ်ရင်မိခင်နှုတ်ရည်နဲ့ဖြော်ပြီးတိုက်ပေးနိုင်ပါတယ်အမျိုးသမီးများမီးရက်သွေးငုပ်ရင်အရွက်လက်တွင်းတစ်စုပ်ကိုထရက်နဲ့3ခွက်တစ်ခွက်တင်ကြိုပြီးတောက်ပေးရင်သွေးပေါ်စေပါတယ်
သွေးကိုတန့်ရှင်းကြည်လင်စေပါတယ်သွေးလေဓမ္မတာမှန်စေအဖြစ်ဖော်ဆက်လိုရင်တော့တင်မောမုံမြင့်နဲ့ဒန်းတလုံးမြင့်ငရုတ်ကောင်းတဲ့စားက2ချက်သားစီဇာရိတ်ဖိုးလေးညင်းပန်းနုတမတ်စီကရဝေးရွက်နဲ့အုတ်ရှိမြစ်က9မူသားစီဂုံညင်း3လုံးအစံစမုံမျိုး9ပါးတပဲသားစီကိုစုပြီးညံ့အောင်ကြိတ်ရပါတယ်ကြိတ်မှန်ရွက်25ချက်သားမြေဘဲထွေး25ချက်သားအဲ့ဒီ2ပါးကိုထောင်းပြီးအရေးညှစ်ယူပါအဲ့ဒီအရေးရဲ့အရင်ကကြိတ်ထားတဲ့ဆေးတွေရဲ့ပြားရည်အစိတ်သားရဲ့အားလုံးကိုအိုးတစ်တစ်လုံးမှာထည့်ပြီးမတူးမချစ်ရအောင်ချက်ရပါတယ်အဲ့ဒီဆေးရည်ကိုလက်ဖက်ရည်စွန်းတစ်စွန်းနက်နက်ညမှန်မှန်တောက်ပေးရင်အမျိုးသမီးများဓမ္မတာမှန်စေပါတယ်သွေးလုံးလေလုံးတွေပျောက်ကင်းစေပါတယ်သွေးပုတ်ချဆေးအဖြစ်တောက်လို့ရင်တော့အခုလိုစီမံပြီးတောက်နိုင်ပါတယ်ကြိတ်မှန်ရွက်အစိုးကြောင်ပန်းရွက်အစိုးချက်သွန်ဖြူမီးသင်းစားလော်အဲ့ဒီဆေးမယ်၄ခုက2ချက်သားစီစုပါပြီးရင်မိတ္တလင်5ချက်သားနဲ့မကြီးမဲ့5ချက်သားထပ်ရောပြီးတမအောင်တေးထားပါသွေးပုတ်၄ပုတ်1ပုတ်ကြံပြီးသွေးချုပ်4ချုပ်1ချုပ်အစာပြတ်အစာမကြီးရင်လေးရင်အောင်ဖြစ်ခဲ့ရင်မကြီးစီလောက်900မီလီဂရမ်ကနေ1ဂရမ်အထိရေနွေးနဲ့တိုက်ပေးပါကြိတ်မှန်ရွက်ဟာသွေးချုပ်တဲ့ယောဂသာမကသွေးလွန်တဲ့ယောဂအတွက်လည်းအားကိုးရတဲ့အတွက်အမျိုးသမီးများအတွက်အဖော်မုံစစ်စစ်ဖြစ်ပါတယ်တရင်ယောဂကြောင့်သွေးလွန်ခြင်းဒစိမ့်စိမ့်နဲ့ရက်ကြကြသွေးပေါ်နေခြင်းတို့ဖြစ်ရင်ကြိတ်မှန်ရွက်2ချက်သားကိုရေအစိတ်သားနဲ့ပြုတ်ပြီးကျွေစွန်းကြီးနဲ့တစ်နေ့ကို4ချိန်လောက်တိုက်ပေးနိုင်ပါတယ်လေကောင်းယောဂအတွက်ကြိတ်မှန်ရွက်ကိုပြုတ်ပြီးအငွေ့ကိုမှန်းခံပေးလို့ရပါတယ်စီးဘူးစီးအောင်ဖြစ်ရင်ကြိတ်မှန်မြက်6ပဲသားလောက်ထုထောင်းပြီးစားနေနဲ့ရောပြီးတိုက်ပေးပါကြိတ်မှန်ဟာအစ္စဒပထဝီကိုခိုင်စေတဲ့အတွက်အသေးအောင်အတဝါယောဂဖြစ်ရင်ကြိတ်မှန်ရွက်10ချက်သားနဲ့ငရုတ်ကောင်း10စီရောကြိတ်ထားတဲ့ဆေးကွန်တီလုံးလောက်4ဂရမ်လောက်ကိုနွားနို့ဒိန်ကဲတို့နဲ့ရောဆက်ကျွေးပေးရင်တက်တာပြောက်ကင်းစေပါတယ်ချမ်းဖျားတုံဖျားဖြစ်ပြီးတော်တော်နဲ့အဖျားမပြတ်နိုင်ရင်ကြိတ်မှန်ရွက်ပြုတ်ရည်ကိုကင်ပွန်းကျွေရွက်ပြုတ်ရည်နဲ့ဆက်ပြီးတိုက်နိုင်ပါတယ်ရှုံနုံတွေထဲမှာတနေ့လုံးအလုံးလုံးကြရတဲ့အတွက်တောင်သူလယ်သမားကြီးတွေလယ်သူမကြီးတွေမှာရေဝဲစားခြင်းစတဲ့အရေးပြားယောဂအမျိုးမျိုးရရှိခံစားရတတ်ပါတယ်အဲ့ဒီယောဂတွေအတွက်ကြိတ်မှန်ဟာအစွမ်းထက်တဲ့စီးတလက်ဖြစ်ပါတယ်ကြိတ်မှန်ပင်လက်လက်ဆက်ဆက်အချိန်30ကိုထူထောင်းကြိတ်ချပြီးအဝတ်ပါးနဲ့ထုတ်လို့အုံတို့ညှစ်တယ်လို့အရေးညှစ်ယူပါအဲ့ဒီတတုရေကိုဒံအိုးထဲထည့်ပြီးမီးမြင့်မြင့်နဲ့အငွေ့ပြန်ပါစေတတုရေပြစ်လာပြီးအစိတ်သားလောက်ကျန်တဲ့အချိန်မှာကြောက်ချင်5ချက်သားကိုအမုံပြုတ်ပြီးထပ်ထည့်ပေးပါကြောက်ချင်ကောင်းကောင်းပျော်ဝင်သွားတဲ့အထိမှွေပေးပါနောက်အိုးတစ်လုံးမှာတော့စောင်းစီ30ချက်သားကိုပူအောင်နှွေးပြီးပြားဖျောင်းဖြစ်စေဝါဖျောင်းဖြစ်စေ30သားကိုပျော်အောင်မှွေပေးပါကောင်းကောင်းပျော်သွားပြီဆိုရင်အေးခံထားပါဗက်စလင်းလိုခက်ပစ်ပစ်လေးဖြစ်လာချိန်မှာခုနကဆက်ထားတဲ့ကြိတ်မှန်ကြောက်ချင်ဆေးရည်ကိုထည့်ပြီးတမအောင်မှွေပေးပါကြာရှည်အထားခံအောင်ကတော့ဆိုဒီယမ်ဘန်ဆွိတ်9ပဲသားလောက်ရောထည့်ပေးပါအရေးပြားယောဂကာကွယ်ဖို့အတွက်လေထဲရတဲ့စိမ့်ကန်နီးရွှွန့်ရည်တဲ့စိန်ရမဲ့ခြေလက်အစိတ်ပိုင်းတွေကိုအထက်ကနီးတိုင်းဖော်ဆက်ထားတဲ့ကြိတ်မှန်လိမ့်စေးနဲ့နှံ့အောင်လိမ့်ပေးပါညနေအလုတ်ဆင်းလို့ရေမိုးချိုးပြီးချိန်မှာခပ်ပါးပါးတစ်ချိန်လူးထားပေးပါတကယ်လို့ခြေတွေလက်တွေရားနာတွေပေါက်နှင်ပြီးဖြစ်နေရင်တော့ကုသတဲ့အနေနဲ့တစ်နေ့2ချိန်3ချိန်လိမ့်ပေးပါပြည်တယ်တဲ့အနာတွေရှိနေရင်တော့ဆေးလိမ့်ပြီးတဲ့နောက်အပေါ်ကပတိစကလေးကိုကတ်ထားပေးပါအထက်ကလောက်ကရိကထမတက်နိုင်ရင်တော့လွယ်လွယ်ပဲကြိတ်မှန်ပင်ကိုထုချေပြီးခြေလက်တွေမှာအယောင်စွန်းတဲ့အထိပုတ်တိုက်ပြီးလိမ့်ပေးပါဆေးရည်6တဲ့အထိခဏဆောင်ပြီးမှလဲတဲဆင်းပါအရေးပြားယောဂအမျိုးမျိုးကိုကာကွယ်ပေးပါလိမ့်မယ်စုံစိုးနာဖြစ်ခဲ့ရင်ကြိတ်မှန်ရွက်တတု၍အကျန်းပကံတစ်လုံး30cc ကိုပြားရည်စတူရောပြီးအစာစားပြီးတစ်နေ့2ချိန်ကနေ3ချိန်အထိတိုက်ပေးနိုင်ပါတယ်နှာခေါင်းသွေးရှံတဲ့အခါမှာဆိုရင်လဲကြိတ်မှန်ရွက်တတုရည်ကိုဝါခွန်းနဲ့ဆွတ်ပြီးနှာခေါင်းပေါက်ထဲအသာဆုပ်ပေးထားရင်သွေးတိတ်သွားပါလိမ့်မယ်အစာရင်ထဲမှာသွေးဆုပ်လို့ကတ္တရာစည်းလိုမဲနဲ့တဲ့ဝမ်းနေသွားရင်သက်ဆိုင်ရာတခြားဆေးတွေအပြင်ကြိတ်မှန်ရွက်ကိုလည်းပြုတ်တောက်ပေးနိုင်ပါတယ်ကြိတ်မှန်ရွက်ပြုတ်ရည်ဟာအစာချေလမ်းကြောင်းအတွင်းသွေးရည်စီးတာကိုတိတ်စေတဲ့အာနိသင်ရှိပါကြောင်းတင်ပြရင်းဏီကုန်းချုပ်လိုက်ရပါတယ်အားလုံးပဲကျမ်းမာပျော်ရွှင်ပြီးပြည့်စုံတဲ့ဘဝရရှိခံစားနိုင်ကြပါစေကျွန်တော်တို့ channel ကဆက်လက်တင်ဆက်မဲ့အကြောင်းအရာတွေကိုလက်လွတ်မခံရအောင် subscribe လုပ်ထားဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ